ဒီတော့ဝက်ရိုင်းကစောင်းခိုနေတာဖြစ်ပါတယ်လူတယောက်ကသူ့ကိုနိုးဖို့ဘလို့ပဲစူးစမ်းနိုးမလာခဲ့ပါဘူးသူ့ရဲ့လက်ထောက်ကတေးမခံနိုင်တော့တာနဲ့လန်တချောင်းကိုယူပြီးဝက်ရိုင်းရဲ့နာခေါင်းပေါက်ထဲကိုထိုးထည့်လိုက်ပါတယ်အဲ့ဒီတော့မှအန်သားစရာကောင်းအောင်ဝက်ရိုင်းကြီးနိုးလာခဲ့ပါတော့တယ်ဝက်ရိုင်းကြီးနိုးလာတဲ့အခါမှာတော့အဲ့ဒီလူနှစ်ယောက်ဟာဝက်ရိုင်းမှာအတောင်ပံတွေပါနေတာကိုတွေ့ပြီးထိတ်လန့်သွားကြပါတယ်ဒါပေမဲ့လက်တီကတော့လုံးဝမကြောက်ပါဘူးဒါတောင်မှသူဟာရုတ်တရက်ကောင်းကင်ဘော်ကိုလွင့်တက်သွားပြီးဝက်ရိုင်းရဲ့ကြောဘော်ကိုတိတ်တိတ်မတ်မတ်ကျသွားခဲ့ပါတယ်သူခြေကုပ်မမြဲခင်မှာပဲဝက်ရိုင်းကြီးဟာကောင်းကင်ဘော်ကိုတန်းတန်းမတ်မတ်ပြန်တက်သွားပါတော့တယ်ကန်ကောင်းထောက်မစွာနဲ့လက်တီကဒါကိုကြိုတင်ပြင်ဆင်ထားပါတယ်သူဟာကြိုးတစ်ချောင်းကိုအမြန်ထုတ်ပြီးဝက်ရိုင်းရဲ့လက်မကိုကွင်းရှူဖမ်းလိုက်ပါတယ်ပြီးနောက်လေထဲမှာတပတ်လှည့်ပြီးဝက်ရိုင်းရဲ့ခန္ဓာကိုယ်ကိုကျိုးနဲ့တင်းတင်းကြပ်ကြပ်ပတ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့လက်တီဟာဝက်ရိုင်းကိုအောင်မြင်စွာရင်ပါအောင်လုံနိုင်ခဲ့ပြီးကျိုးကိုဆွဲကမြေပြင်ပေါ်ကိုပြန်ဆင်းလာခဲ့ပါတယ်ဒါပေမဲ့သူတို့အောက်မှာတော့စီကားလာတဲ့ဈေးနှန်းကြီးရှိနေတာကြောင့်ဝက်ရိုင်းကြီးအရှိန်နဲ့ကျလာတာကိုမြင်ပြီးလူတွေဟာအလန့်တကြားထွက်ပြေးကြပါတော့တယ်ရုံရင်းဆန်ခတ်ဖြစ်သွားပေမဲ့ဝက်ရိုင်းကြီးဟာဘာဒဏ်ရာမှမရဘဲအရှိန်တက်ရက်တန့်သွားခဲ့ပြီးလက်တီဟာလည်းလူများရဲ့အာယုံစိုက်မှုကိုရရှိသွားခဲ့ပါတယ်မကြခင်မှာပဲလက်တီဟာကြော်ကြားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီးလူတိုင်းကသူတို့ရဲ့သမီးပြိုတွေကိုလက်တီနဲ့ပေးစားချင်ကြပါတယ်ဒါပေမဲ့လက်တီကတော့အားလုံးကိုညှင်းပယ်ခဲ့ပါတယ်